ပြန်တော့သွားပြန်သွားထွက်သွားတော့သွားပြန်မသွားရင်ငါဒီဘက်ငါဟောလိုက်လိုက်ကြောက်သွားမှာဆိုတော့ငါမထုတာအဓိပ္ပာယ်မရှိတာဗျာအမေအိမ်လွှမ်းရမယ်လို့တဲ့ဗျာစဉ်းစားကြည့်ဗျာသူနဲ့ကျွန်တော်နဲ့ຢာတော့က तू က21နှစ်ကျွန်တော်က24နှစ်သူ့အမေအိမ်နေတာ22နှစ်ပဲနေရတယ်ကျွန်တော်စီနေတာ40နဲ့1နှစ်ရှိနေပြီဟမ်ဒါကို तू ကသူ့အမေအိမ်ကိုလွမ်းတယ်လေပါလေးနဲ့ဗျာအဓိပ္ပာယ်မရှိတာကျွန်တော်အတွက်ဟိုဟာလေးပြုတ်ပေးတာနဲ့သူ့40နှစ်လုံးလုံးကျုပ်ကတွေးထားတယ်ဆိုတော့ဗျာဒီပြတဲ့ချင်းအများကြီးပဲလူတကာမြင်အောင်စားဆွဲမယ်မဟုတ်ဘယ်သူမှမချရပါဘူးကွယ်ဘလောက်ကောင်းဟင်စုံလွဲဆိုမယ်ဆိုရင်လည်းစိုးစမ်းပါဗျာငယ်တကယ်ကြီးရဲ့ချစ်တဲ့ငယ်ညာစီငယ်တကယ်ကြီးရဲ့ချစ်တဲ့ငယ်ညာစီကြည့်နေကြပါဘူးလို့ရအမေအိမ်ကိုပဲလွမ်းနေဒီတခါလွမ်းကြည့်ဟဲ့ငါငယ်လုံးကစိတ်မဟုတ်လို့ငယ်လုံးကစိတ်ဆိုရင်ဒီသေးတာကြာလာပြီအဟုတ်ပြောတော့